စမယ်တိမ်ပေါင်း6000ကျော်အကုန်ကြခံရိုက်ကူးပြီးစံချိန်တင်ခါလီကြည့်ရှုသူတယောက်မှမရှိခဲ့ပြီးဒီနောက်အနုပညာတဲ့ဘဝကိုစိတ်နာကတာကေရီယန်ဇိုးတွေနဲ့ပေါင်းညဘက်ပေါ်တာလိုက်ဆွဲနေသောရုပ်ရှင်ဒရိုက်တာအဆိုတော်ယုံလေးတယောက်အခုတလောလူငယ်များရှားပါလာနေသည့်တန်းကိုအလူးလဲခံစားနေရတာစင်မပြေဘူးဗျာဒီလောက်ဆက်ဆက်လုပ်ချင်းတစ်လနှစ်လလောက်တုန်းကတော့အဆင်ပြေတယ်ကြိုက်တဲ့လူဆွဲတက်ထဲတန်းထက်ယုံမယ်ခုကြတော့ဗျာလူငယ်ရှားပါလာရတဲ့ကြားတဲ့တက်ချုပ်ကြီးအမိတ်နဲ့65နှစ်အထက်မဆွဲရရဲသားသမီးတက်မိသားစုဝင်ဆွေမျိုးပေါက်ဖော်တွေဆိုမဆွဲရဆိုတော့ဘောင်ချင်းသွားပြီးလောက်ရကန်ရတာခက်ခဲရှိလာတယ်ဒီကြားတဲ့စစ်ပွဲတွေဖြစ်စီပြဿနာတွေတက်ဇုံတွေမတွေခွဲ work from home မှာလုပ်ပြလိုက်တော့လူပါကျဲသွားပြီးဖြစ်ကုန်တော့ပဲဗျာဆိုပြီးအားမလို့အားမရဖြင့်ကျွန်တော်တို့သတင်းဌာနအားပြောဆိုသွားခဲ့ပြီးနောက်ဆုံးတွင်ကိုယုံလေးတယောက်ထမင်းတနက်နတ်မှန်ဖို့အရေးလွတ်မြောက်ကြောင်းဘုံကြီးကျောင်းတစ်ကျောင်းမှာခိုကက်စားတောက်နေရင်သူရောက်ရှိသွားတဲ့ကျောင်းထိုင်ဆရာတော်ကစကားနေသည်တရားဟောလင်လေရှေလျားလာတဲ့တရားတော်တွေကိုဟောကြားခြင်းမပြုဝင်သက်ထွက်သက်ကိုအားဆိုင်မှတ်ခါဝိပဿနာကိုသာအဓိကထားသင်ကြားပေးတယ်။ယုံလေးခမညာလေကျောင်းဝင်းထဲပကံဆေးဗမျက်စီးလဲကြောင်ချေးခွေးချေးတွေကြုံရင်ဆရာတော်ရဲ့တရားစခန်းကိုလေ့လာမိတယ်။ဆရာတော်စီရောက်ရှိလာကြတယ်။ဒကာဒကမများမှာသူ့တရားစခန်းကိုဒါတော့လာကြတယ်။သို့တော့တရက်ထက်ပိုမမြဲဒီနေ့လားနောက်နေ့ပြောက်အကြောင်းရင်းကတော့ဆရာတော်ကြီးခမညာတုံမလို့ငြိမ်လုံးအားကြီးတာကိုဘာအတန်မှမထွက်မျက်လုံးလေးမိတ်ပြီးဝင်သက်ထွက်ကိုပဲအာယုံစိုက်လောက်ခိုင်းတာတရားကြီးပဲထိုင်နေတော့ခေတ်ကာလရာပျော်ပါပါတရားအားထုတ်နေခြင်းကြတဲ့သူတွေဖို့လွတ်ပြင်းဖို့ကောင်းတယ်လို့ငြဲကြသလိုခံစားရတာကိုစဉ်းစားကြည့်လေဘာစကားမှလည်းမပြောမျက်လုံးလေးမိတ်ဝင်သက်ထွက်လေးကိုပဲငြိမ်လေးထိုင်ရှူနေရတယ်ဆိုတော့တော်ယုံတန်ယုံလူဘယ်သူမှမလုပ်နိုင်တဲ့အလုပ်လေဒါကြောင့်ယုံလေးတယောက်စဉ်းစားမိတယ်ဆရာတော်ကိုဒီတိုင်းလွတ်ထားလို့မဖြစ်တော့ဘူးဒီတိုင်းဆက်သွားရင်ဆရာတော်လဲဆုံးငတ်ငါလဲနေစရာဘုံပြောက်လိမ့်မယ်ဆိုပြီးဆရာတော်ကိုသူ့ရဲ့တတိပညာမနေတာဆိုသည့်အတိုင်းဝင်သက်ထွက်တိုင်းမှာစိတ်ချက်ရှိတယ်ကိုတော်ရဲ့စိတ်ချက်နဲ့ဆိုရင်ဒကာဒကမတွေလည်းအပြင်းတော့ဘူးပေါ့ဒီလိုလှုပ်ဆိုပြီးဆရာတော်ကိုတင်ပေးလိုက်ပြီးဒီနောက်နေ့ကစတရားစကန်တစ်ခုလုံးစီကြဆူညံတမ်းများထွက်ပေါ်လာကဆရာတော်ဖျားဆိုအားပါလို့ထင်းမိုက်ခရိုဖုန်းနာပါဇက်တိတ်ပြီးလက်နှစ်ဖက်နဲ့ကြစ်ပါအောင်စုပ်တိုင်ကဝင်သက်ထွက်သက်ဘူချက်ဆိုပြီးရှက်သမားတော်တာပဲပြောနေရင်အပိုတွေထင်မှာဆိုလို့ကိုယုံလေးတယောက်သူ့အောင်မြင်သွားတဲ့ဝင်သက်ထွက်သက်ဘူချက်တရားကျင့်စဉ်ကိုဗီဒီယိုရိုက်ယူထားကဆရာတော်ဖျားရဲ့ဝင်သက်ထွက်သက်ဘူချက်တရားထိုင်နည်းကိုပြသသွားသေးတယ်ဗျဗီဒီယိုကတော့